ဝရအသက်ရှင်နိုင်တဲ့ပစွန်တို့တီများဒီပင်လေပစွန်တို့တီဟာဘာကြောင့်အချင်းချလာတာနဲ့အမျှဒီလောက်တောင်အေးရမှတတေဝါဒီထိလာရတာလဲဆိုတာတင်သိပါသလားသူတို့ရဲ့လျှို့ဝှက်ချက်ကတော့ဒီတရဝါတွေဟာဇီဝဗေဒအရာမသေးနိုင်တဲ့သဘော biologically immortal ရှိနေပြီးတသလူကြီးထွားနေနိုင်လို့ပါပဲတခြားတရဝါတွေဟာအသက်ကြီးလာတာနဲ့အမျှအိုမင်းရင်ရောသွားကြပေမယ့်ပစွန်တို့တွေကိုတော့ telomerase လို့ခေါ်တဲ့အထူးအင်ဇိုင်တစ်မျိုးကကာကွယ်ပေးထားပါတယ်အဲ့ဒီအင်ဇိုင်ကသူတို့ရဲ့ DNA တွေကိုအမြဲတမ်းပြန်လှည့်ပြုပြင်ပေးနေတဲ့အတွက် cell တွေပျက်စီးတာကိုတားဆီးပေးတဲ့အတွက်ခန္ဓာကိုယ်ကိုအကောင်းဆုံးအခြေအနေမှာထိမ့်သိမ့်ပေးထားပါတယ်။နှစ်တွေကြာလာတာနဲ့အမျှကျန်းမာတဲ့ပစွန်တုပ်တစ်ကောင်ဟာအားနည်းသွားတာဒါမှမဟုတ်နှေးကွေးသွားတာမျိုးမရှိပါဘူး။ဆန့်ကျင်ဘက်အနေနဲ့အချိန်ကြာလာလိသူတို့ဟာကိုယ်အလေးချိန်ပိုတက်လာလိဖြစ်ပြီးခန္ဓာကိုယ်အတွင်းပိုင်းကတော့ပိုပြီးတော့နှုတ်ပြိုလာတယ်လို့ဖြစ်နေတတ်ပါတယ်။ဥပမာအားဖြင့်အသက်တရာအရွယ်ပစွန်တုပ်တစ်ကောင်ဟာသူ့ရဲ့ငယ်ရွယ်ပစွန်တုပ်လေးတွေထက်စာရင်မျိုးဆက်တွေကိုပိုပြီးတော့အများကြီးထုတ်လုပ်ပေးနိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ဒီလိုအဆုံးမဲ့ကြီးထွားလာမှုဟာနောက်ဆုံးမှာတော့ပစွန်တုပ်ကိုတေးဆုံးချင်းစီကိုပဲဥတီသွားစေပါတယ်။အတွင်းပိုင်းကတ िश ူးတွေဟာအပြင်ဘက်ကအခွန်ထက်ပုံမြင်မြင်ကြီးထွားလာတဲ့အတွက်ပစွန်တုပ်ဟာသူ့ရဲ့အခွန်အောင်ကိုအများအားလဲလှယ်ပေးနေရပါတယ်။ဒီလုပ်ငန်းစဉ်ကိုအကြီးခွန်လဲကြီးလို့ခေါ်ပါတယ်။ဒါပေမဲ့ပစွန်တုပ်ဟာပိုကြီးလာလေအခွန်လဲဖို့အတွက်စွမ်းအင်ပိုလို့အလားလေးပါပဲ။ပစွန်တုပ်ဟာအရန်ကြီးမားတဲ့အရွယ်စားကိုရောက်ရှိသွားတဲ့အခါမှာတော့အခွန်လဲဖို့အတွက်လုံလောက်တဲ့အင်အားမရှိတော့ပဲနောက်ဆုံးမှာတေဆုံးသွားရတာဖြစ်ပါတယ်။ကဲတူကချင်းတို့လည်းဒီဗီဒီယိုလေးကိုကြည့်ပြီးထာဝရအသက်ရှင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ။